တရေနှစ်ယောက်တော့ကုန်းပေါ်မှာထိုင်ရင်ဖိုးထုတို့ရေစိမ်နေကြတာကိုအားကျနေခဲ့တာပါကောင်းလိုက်ကြတာလူဖြစ်ရတာတိတ်ကန်ကောင်းတာပဲဟုတ်ပါကွာတို့ဘဝပူပေမဲ့လေမြင်သာမြင်မတရားဆိုတဲ့ဘဝဖြစ်နေပြီလူရသည်ရဲ့ပူတံကိုအန်ထုနိုင်မှုအတွက်ဖိုးထုတို့ဝေသားတွေကရွာတိကညောင်မေအောင်မှာအနားရှူရင်းနဲ့ရှိနေခဲ့ကြတာပါတုပ်ဘောကမြင်းမြမှာလှဲနေနေဟာမြေကြီးကလေပူချစ်တောင်နေရပဲမသိရင်လေငါ့ကိုกินနေလားမှတ်ရတယ်အဲ့လိုဆိုလေထိုင်နေပါလားတုပ်ဘောရဲ့ကြော်ရုံမရှိရဲ့အတိုင်းပဲလဲပဲလဲနေရဟာဒါတော့မူနေအောင်ထိုင်ပြီးတော့ဘာလုပ်ရမှာလဲမိမရတက်တောင်တက်တာရှိအောင်လှဲပြီးတော့အနားယူရမှာပေါ့အေးဟေးနေကြိုက်တယ်လို့သာနေတော့ကဲပါတော်ကြပါတော့ပူလုံးလို့အနားယူနေအောင်မင်းတို့နှစ်ယောက်ကြောင့်ပို့ပူလာပြီဒါဆိုတို့တွေရွာနောက်ကကန်ကြီးထဲမှာပဲရေသွားစိန်ကြမလားကိုဒီတိုင်းလဲနေလို့မရဘူးဆိုတော့ရေစိန်ပြီးပဲနေကြရအောင်အေးလေအဲ့လိုဆိုလေရေပဲသွားစိန်ကြတာပေါ့ဟဲ့တော့ပေါ့လာသွားကြမယ်ရွာနောက်ကကန်ကြီးရှိရာကိုရောက်မှ၄ယောက်သားကပါဇက်ဟောင်းသားနဲ့ဖြစ်နေခဲ့ကြတယ်။အเจ้าမှာတော့ကန်ကြီးထဲမှာလူတွေနဲ့ပြည့်နေနေရအเจ้าမှာတို့တရွာလုံးကလူတွေဒီကန်ကြီးမှာပဲလာဆွေးပြုံနေကြရနေတွေ့ရနော်။ဟုတ်ပါဟဲ့။ရာသီဥတုဘလောက်ပူမပူဆိုတာဒီလိုကြီးကိုမြင်တာနဲ့တန့်တည်နိုင်တယ်။ဒါဆိုဘယ်လိုလုပ်ကြမလဲ။လူတွေအများကြီးနေတာဆိုတော့ရေလဲပူနေလောက်ပြီဟာ။အဲ့တော့ဟုတ်တယ်ဟာ။ရေစိမ်တို့လည်းအေးမှမဟုတ်တော့တော်ဘောကလူအုပ်ကြီးကိုကြည့်နေရင်နေဟာငါကြံရပြီဘာများလဲတော်ဘောရဲ့ဒီလိုကတို့တွေတရေရွာမှာအပူသွားရှောင်ကြမလားမင်းရင်မေကြောက်တက်လိုက်တဲ့တရေခုတော့တရေရွာကိုသွားပြီးတော့အပူရှောင်ကျင်နေပေါ့လေအဲ့ဒါအเจ้าရှိရဲ့ငပင်ကဘာလို့ဆိုတရေတွေဒိုနာရှိနေရင်ကြောချမ်းလာပြီးတော့ဒီကုံလုံးအေးစိမ့်လာရဲ့လေအဲ့ဒါကိုခွင်ကောင်းယူပြီးတရေတွေနာသွားနေတို့တွေမအေးလာဘူးလားငပင်ကပေါပေါရှာရှာတို့ပေါ့ရဲ့ဟိုအားတို့ကိုလေလိုက်ကြောက်နေမှဖြစ်ပြီးရလွှားရနဲ့ပူပူနေပါလိမ့်မယ်ဟာတို့ပေါ့ပြောတဲ့ကြံလည်းမစိုးဒီမှာလဲနေမရမယ့်တူတူတရေရွာပဲသွားကြတာပေါ့ဒီလိုနဲ့သူတို့၄ယောက်သားကန်ကြီးကိုကြောခိုင်းလို့တရေရွာဘက်ကိုထွက်လာခဲ့လိုက်ကြတယ်အိမ်နောက်တော့ဖိုးထုတို့အဖွဲသားတွေလည်းတရေရွာတွေကိုရောက်လာခဲ့ကြတာပါတရေရွာလမ်းမှာတော့တီမိုဘီအရေးအောက်မှာနေနေတဲ့တရေတွေနဲ့မိုးပေါ်မှာပြန်နေတဲ့တရေတွေကိုမြင်ကြရမှာပါဖိုးထုတို့လည်းတီမိုဘီထိုင်းနေတဲ့တရေနာကိုသွားလိုက်တယ်ဖိုးထုကဦးလေးတဲ့တားတို့ဒီမှာခဏလောက်ထိုင်လို့ရမလားရပါတယ်ကွာအေးစိတ်ထိုင်ကြပူမပူအိုက်ကအိမ်နဲ့မင်းတို့လူသားတွေကတရေရွာကိုအလဲလာကြတာလားဟုတ်တယ်ဦးလေးရဲ့တားတို့ရွာမှာပူအိုက်နေလို့တရေရွာကိုအလဲထွက်လာခဲ့တာပါအဲ့ဒါနဲ့တုပ်ဘောကမိုးပေါ်မှာပြန်နေတဲ့တရေရီစီကိုအကြည့်ရောက်သွားခဲ့တယ်။ဦးလေးတရေဟိုတရေရီကဘာလို့မိုးပေါ်မှာပြန်နေကြရလဲ။ပူလုံးလို့ပေါ့ကွာ။အဲ့လိုပြန်နေအပူနဲ့တက်တာတွေကွာ။အော်အဲ့လိုဟဲ့တုပ်ဘောနင်ပြောတော့တရေရွာရောက်ရင်ကြောရီချမ်းပြီးတော့အေးစိတ်နေမှာဆို။ခုပါမလေးအေးတက်ကတို့ရနဲ့မတူချားနာပါပဲလားဟာ။ဟုတ်တယ်ကွာ။တို့တွေဒီမှာပဲထိုင်နေပဲနဲ့တခြားတနေရာကိုသွားလျှောက်ကြည့်ကြမလားโอเคလေသွားကြည့်ကြတာပေါ့ဒီလိုနဲ့ဖိုးထုတို့အဖွဲသားတွေလည်းလမ်းဘေးတနေရာကိုရောက်လာခဲ့ကြပြန်တာပါလမ်းဘေးမှာရှိတဲ့အများသောအိမ်သားတွေကဖိုးထုတို့ကိုမြင်တော့ဟဲ့လူသားတွေတို့ရအောင်ဘာလာလုပ်ကြရလဲအပူလာရှောင်ကြတာပါကိုကြီးတည်းဟင်ဟုတ်လားမင်းတို့လူသားတွေနေတဲ့ရွာမှာရောပူလာပဲလားပူချက်ကတော့လန်ထွက်နေရပြီကိုကြီးဟာအေးကွာအပူရှောင်ခြင်းနေဆိုရင်လေကြုံတိုင်းနေကြပေါ့အဲ့လိုပြောပြီးတည်းကြီးကရှင်လုံးအိမ်သားအောက်တွေကိုဝင်သွားခဲ့တာပါကိုကြီးတည်းအပူရှောင်မဲဆိုပြီးတော့ဘာလို့အိမ်သားအောက်တွေကိုဝင်သွားရတာလဲဒီအိမ်သားအောက်ကြီးမှာအေးတယ်ဟာအေးလေဟာကိုကြီးသေးရလေဒီလောက်ညက်ပတ်နေရအောင်တော်ပါပြီမအေးနေအိမ်သားအောက်တွေတော့ဝင်မနေနိုင်ဘူး
တွေးမမနဲ့နော်ဒီရောက်မှာတကယ်အေးတာဟာတော်ပါပြီကိုကြီးတည်းရဲ့သမီးတို့တခြားအေးတဲ့တနေရာပဲတွားရှာလိုက်ပါမယ်အဲ့လိုပြောပြီးမိဝိုင်းတို့လည်းတခြားတနေရာကိုထွက်လာခဲ့ကြတာပါအိမ်နောက်တော့ဖိုးထုတို့လည်းညောင်မီကြီးတပင်အောင်ရောက်လာခဲ့ကြတယ်ငပိန်ကဒီအပြားမှာအရေးရှိပေမဲ့ပူတာပဲနော်ဖိုးထုတို့တော့နေစရာပုံပြောက်ပြီဟဲ့ဟုတ်တယ်ဟာတရေရွာမှာလေဘယ်နာသွားနေရမှန်းတော့မသိတော့ဘူးဖိုးထုအဲ့လိုပြောနေတော့သူတို့နောင်တရေမတကောင်ကထီဆောင်ပြီးတော့ရောက်လာခဲ့တာပါအဲ့ဒီတရေမကဖိုးထုတို့ကိုမြင်တော့အမလိပလုတ်တော့လူသားတွေပါလားမလက်မနဲ့မိုင်းတည်းရဲ့ကျွန်တော်တို့ကဒီကောင်ကိုအပူရှောင်မှုတက်တက်ရောက်လာခဲ့ကြတာပါအော်အဲ့လူလားမိုင်းလေဒီကိုအပူရှောင်မှုလာတာကွဒီညောင်မင်းအောက်ကိုလာမိုင်းတည်းရဲ့ဟုတ်တယ်ကွဟာပူကြည့်တောင်းနေရယူမိုင်းရလေမပူပါဘူးကွမိုင်းနေမင်းနေရညောင်မင်းအောက်မှာရှိတဲ့ဟိုရေဟိုးစင်နေမှာပါဟမ်ဒါဆိုမိုင်းရအပူရှောင်မှုအတွက်ရေဟိုးစင်တွေကိုဝင်နေရပေါ့နော်ဟုတ်တယ်ကွအဲ့ဒီရေဟိုးစင်ကလေဟိုမြို့တွေမှာတုံးနေအေကိုဆိုလားဘာလားအဲ့ဒီတက်တာပိုးရည်တယ်ကွဟိုဒါဆိုမိုင်းအရန်ပူနေလို့ဝင်နေလိုက်အောင်မယ်နော်အဲ့လိုပြောပြီးတရေမလေးရေဟိုးစင်နဲ့ဝင်သွားပြီးသူ့ဆောင်းလာတဲ့ဒီလီကကြင်ရင်နေခဲ့တာပါဒါလုံးနဲ့ပိုးထူတို့လည်းအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတော့တယ်ဖိုးထူတို့လည်းလမ်းလျှောက်လာရင်ကတရေရွာလမ်းတနေရာမှာမုံလက်ဆောင်ရောင်းနေဆိုင်နေဆိုင်ကိုတွေ့လိုက်ရတယ်ဟမ်ဟိုမှာမုံလက်ဆောင်ရောင်းနေတယ်ဝယ်တော့ကြရအောင်နော်မုံလက်ဆောင်တောင်းလိုက်ရင်ရှင်ထဲမှာအင်းမြသွားလောက်တယ်ဟာတရေတွေရောင်းနေမုံလက်ဆောင်ဝယ်တော့လို့ဖြစ်ပါမလားဖိုးထူရဲ့ဘာလဲနေရောတောက်ချင်တာလားဟုတ်တယ်ဟာအရှမ်းပူနေရဲ့ချိန်တညရင်နဲ့ပြောထားတဲ့မုံလက်ဆောင်တောင်းလိုက်ရတဲ့အရာသာဘာနဲ့မှမလဲနိုင်အေးလေဒီလိုဆိုလေစိတ်တန်တန်ဝင်တောက်ကြတာပေါ့အကြီးတည်းမုံလက်ဆောင်လေးခွဲပြုတ်ရမယ်ဟမ်ဒါနဲ့မင်းတို့လေးတွေကလူသားတွေမဟုတ်လားကွဟုတ်တယ်ကြီးကသားတို့ဖွဲ့ကတရေရွာမှာအပူလာရှောင်ကြတာအော်အဲ့လိုဟိုအကြီးတည်းတားဟုတ်လေနှမ်းတောင်းနဲ့အုံသီးချက်လေးမြများထည့်ပေးပါနော်အေးကွယ်ထည့်ပေးပါမယ်အဲ့နောက်တော့ဖိုးထူတို့၄ယောက်သာမုံလက်ဆောင်ကိုအပြိုင်တောက်နေခဲ့ကြတယ်တို့ဘောကဝါအရှိသေးရဲ့မုံလက်ဆောင်လေးရာအရှမ်းအောင်ကောင်းတာပဲရှေ့ကောင်းဟုတ်တယ်ဗျသားတို့ရွာထက်ပိုကောင်းနေတယ်လို့ပဲကျေးဇူးပါပဲကွယ်အရှိပို့ထည့်ပေးထားပါတယ်ကွဟုတ်ကဲ့ကျေးဇူးပါရှိဒါနဲ့အရှိသေးရဲ့ဒီနားလေးမှာရေစိမ်းလို့ရှားမယ်ကန်ရှိလားကန်ကြီးလားဒီလဲတက်တက်သွားပြီးညာချိုးလိုက်ရင်တော့ဟိုရေကန်ကြီးတကန်တော့ရှိတယ်ကွဟိုဒါနဲ့ဒီအချိန်ကြီးရေသွားစိတ်စားမလို့လားဟုတ်တယ်ရှိရဲ့အေးကွယ်နေရန်ပူနေရနဲ့အပူရှက်ကုန်နေမှာတတိလည်းထားကြအောင်ဟုတ်ကဲ့ပါရှိဒီလိုနဲ့ဖိုးထူတို့အဖွဲသားတွေလည်းအဲ့နေရာကိုထွက်လာခဲ့ကြပြန်တယ်အဲ့နောက်တော့ဖိုးထူတို့အဖွဲသားတွေလည်းကန်ကြီးရှိရာကိုရောက်လာခဲ့ကြတာပါကန်ကြီးနားမှာတော့တရေနှစ်ကောင်ကရေကန်ကြီးကိုကြည့်ပြီးတော့ရှေ့နေခဲ့ကြတယ်တရေတစ်ကောင်ကဖိုးထူတို့အဖွဲကိုမြင်သွားတယ်ဟာဟိုမှာလူသားတွေပဲဟဲ့မိတ်ချောင်းလိုက်ကွာငါပူနေလို့မချောင်းနိုင်သေးဘူးဟာငါလည်းပူတယ်လေကွာထိုင်နေရင်တော့ကျွတ်တက်နေအောင်တော်ပြီမချောက်ချင်ကိုကြီးတရေတို့ချောင်းလိုက်လေကျွန်တော်တို့ကမပြေးပါဘူးဗျကျွန်တော်တို့ကဒီကန်ကြီးထဲမှာရေစိမ်မှုအတွက်ရောက်လာခဲ့ကြတာပါအော်အဲ့လိုလားနွေရာသီမှာမင်းတို့လူသားတွေကိုပဲအားကြပါတယ်ကွာဘာလို့လဲကိုကြီးတရေဒီလိုပါပဲအကြောင်းလေးတွေရှိရေငါတို့ရေထဲကိုအရှင်ခုံစီးမိဟဲ့အဲ့လိုပြောပြီးတော့ကန်ကြီးထဲကိုခွန်ချသွားခဲ့တာပါကိုကြီးတရေတို့ကျွန်တော်နဲ့တူရင်လာစိမ်မလားဟုတ်တယ်ကိုကြီးတို့ရဲ့ဒီလောက်ပိုးရိုက်နေရလာဗျာဟိုရေထဲမှာစိမ်ကြရအောင်ဒီလိုနဲ့ဖိုးထူတို့၃ယောက်သာရေထဲကိုခုံဆင်းသွားခဲ့တယ်ဟိုးရေကအေးစိမ်နေရပဲကောင်းလိုက်တာဟုတ်ပါနော်တို့ရောင်ရေတန်းပိုအေးနေတယ်လို့ပဲနောက်နေ့လေဒီကိုရင်လာစေရမလို့ဖြစ်နေပြီတရေနှစ်ယောက်တော့ကောင်းမွန်မှတိုင်းရင်ဖိုးထူတို့ရေစိမ်နေကြတာကိုအားကြနေခဲ့တာပါကောင်းလိုက်ကြတာလူဖြစ်ရတာတိတ်ကန်ကောင်းတာပဲဟုတ်ပါကွာတို့ဘွားပူပေမဲ့လေ
မြင်သာမြင်မကြင်ရဆိုတဲ့ဘဝဖြစ်နေပြီကိုကြီးတည်းတို့ဘာလို့မကြင်ရလဲဟဲ့အောင်မင်းပြောပြလိုက်တော့ကွာဖြစ်ပါမလားဟဲ့အောင်ရတို့လှုပ်ဝက်ချက်ပေါ်သွားရင်တို့အတွက်မကောင်းတော့ဘာမှဖြစ်ပါဘူးကိုကြီးတည်းကျွန်တော်တို့ကကုညီတဲ့အဖွဲ့ကပါဟိုးအဲ့လိုဆိုလေပြောပြရတာပေါ့ဒီလိုကွာကျုပ်တို့တည်းတွေကရေထဲမှာစိတ်လို့မရအောင်ကစိတ်ရင်ဘာဖြစ်မှလဲကိုကြီးတည်းအပြေးတိုင်ပျောက်ကွယ်သွားမှာပါတရေတွေစကားဆုံးတော့တော်ဘောဟာထရီကိုကြီးတည်းတော့ဟာတာပဲဒါလို့ဆိုဟိုရေထဲနေတဲ့ရေတရေကြတော့ရောဘာလို့မပျောက်ကွယ်သွားတာလဲအဲ့ဒါရေတရေဖြစ်လို့ပေါ့ကွာတို့လိုပုံမှန်တရေတွေကရေထဲမစိမ့်နိုင်ကြဘူးဘာလို့ဆိုရေထဲစိမ့်လိုက်တာနဲ့တရေတွေမှာရှိတဲ့မော့ဆွဲရင်ကတပြေးပြေးစိမ့်ထွက်သွားပြီးကျုပ်တို့တဲ့ကုန်းဆုံးသွားတာဟာဒါဆိုရေကတရေတွေအတွက်အနေနဲ့များတာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့ဒါလို့ဆိုတရေတွေရဲ့အားနည်းချက်ကဟိုရေထဲစိမ့်တာပေါ့နော်ဟေးတို့အားနည်းချက်ကိုသိသွားပြီဆိုပြီးတို့အနိုင်ကျင့်မယ်နော်မကြံနဲ့နော်ကိုင်းသေးရလေကြောက်တက်လိုက်တာမလုပ်ပါဘူးဗျပိုးတူဟာရေထဲမှာစိမ့်နေရင်လည်းတခုခုကိုအကြံရသွားခဲ့တယ်ကျွန်တော်ကိုင်းသေးရတို့အေးနိုင်မယ့်နေရာတခုကိုရှာတွေ့တာလေဟုတ်လားဘယ်လိုမျိုးလဲတဲထဲမှာဝင်နေပြီးတော့အနားယူတာပါတဲပြင်ကရေကန်နဲ့နီးနေတာဆိုတော့အစိုးတက်တော်ရှိနေမှာပါအင်းနော်လောက်ကြည့်တာပေါ့ကျွန်တော်တို့လည်းခုပေးမယ်ဗျဒီလိုနဲ့ပိုးထူကိုလေးယောက်သားကမ်းမော်ကိုတက်လာခဲ့ကြပြီးတရေတွေအတွက်တဲတွေကိုရက်ထုတ်နေခဲ့ကြတာပါအတန်ကြောင်ရက်ထုတ်ပြီးနောက်မှာတုတ်ပေါ်ကကဲကိုကြီးတရေတို့ဝင်နေလို့ရပါပြီအိမ်နောက်တော့တရေနှစ်ယောက်လေးတဲချင်းတွေကိုဝင်လဲလိုက်ကြတယ်ကဲကိုကြီးတရေတို့ကိုပေါ်မှာတဲတွေစဖို့ကြမယ်ဟိဒီလိုနဲ့သူတို့လေးယောက်ကတရေတွေကိုပေါ်မှာတဲတွေကိုဖိုးလိုက်ကြတော့လေဘလို့လဲကိုကြီးတရေတို့အေးတက်ရှိရလားရှိတာပေါ့ကွာခုမှပဲနေသားထိုင်တာရှိသွားတော့လေဟုတ်တယ်ဟာကျုပ်လည်းခုမှအပူငိမ့်သွားတော့လေကိုကြီးတို့အပူငိမ့်နေပြီမင်းကျွန်တော်ချွတ်တက်နေပြီဗျအဲ့လိုပြောပြီးတုတ်ပေါ်လေရေထဲကိုပြန်ခေါက်ချသွားခဲ့တယ်အိမ်နောက်တော့ပိုးတူတို့အဝယ်သားတွေကရေထဲစိတ်နေပြီးတရေနှစ်ယောက်ကတော့ကန်းဆက်မှာအနားရှုနေရင်းနဲ့ရှိနေခဲ့ကြတာပါဝါဒီနေ့တော့တော်တော်လေးကိုအမောပြေသွားပြီဒါဆိုနောက်ရက်တွေလေဒီမှာရေလာစိမ့်ကြအောင်နော်ငါလည်းသဘောတူတယ်โอเคလေလာကြတာပေါ့ဒီလိုနဲ့ပိုးတူတို့လည်းရေကစားရင်ကပျော်ရွှင်နေခဲ့ကြတယ်